ခုကတော့တနင်္လာတွေစလိုက်ပါမယ်နော်တနင်္လာသားသမီးများ2လပိုင်း1လစာတဲတော့ဟောကိန်းလေးကိုဟောပြောပြီးမှဖြစ်ပါတယ်ရှင်အဲ့တော့တနင်္လာသားသမီးများတဲ့ဒီ1လတာကာလအတွင်းမှာတဲ့လူကြီးနေရနော်အလုပ်ကိုင်နေယာရုတိုးချင်းယာရုတွက်ချင်းမိရဲ့နေရာမှာအထက်တန်းမြင့်အဆင့်တန်းရှိအထက်တန်းမြင့်နဲ့လောက်ကန်ရတဲ့အလုပ်မျိုးတွေမိမိကလက်ခံရတတ်တယ်နော်မိမိရဲ့အခြေအနေတွေတစ်စစ်ချိုးပြောင်းလဲမဲ့အချိန်ကာလလည်းဖြစ်နေတတ်တယ်တဲ့မိမိလုံးနေတဲ့အလုပ်မိမိလုံးနေတဲ့ပတ်ဝန်းကျင်မှာအပြောင်းလဲဖြစ်တတ်တယ်ကျမ်းမာရေးနဲ့ငယ်ဒီယူဆက်ရမယ်တဲ့ကျမ်းမာရေးအနေနဲ့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်ကျမ်းမာရေးအနေနဲ့ကခြေထောက်အောက်ပိုင်းတွေလေးလံတာသွေးကြောလေကြောတွေပိတ်တာနော်အဲ့ဒါလေးတွေကိုအနေငယ်ဂယူဆိုင်ဖို့လိုတယ်ခေါင်းမူတာခေါင်းကိုက်တာအောင်ကြောနဲ့ပတ်သက်တဲ့ကိစ္စရက်တွေဖြစ်တတ်တယ်အဲဒါကြောင့်မလို့အနေငယ်ဂယူဆိုင်ဖို့လိုပါတယ်နော်အဲ့တော့အိမ်တွင်းအိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့တဲ့အခြေအနေကောင်းပါတယ်နော်မိမိရဲ့စမ်းကလည်းပွင့်နေတယ်တဲ့ချစ်သူသမီးသားမရှိသေးချစ်သူသမီးသားရတဲ့အချိန်ကာလမျိုးဖြစ်နေတတ်တယ်တဲ့အဲ့တော့တချို့တွေကမိမိရဲ့အိမ်တော်ဘက်လေးချစ်သူတွေနဲ့စိတ်ဆိုးတာတို့စိတ်ကောက်တာတို့တနေရာနေခွဲခွာတာကွဲခွာတွေမရှိဘူးလားရှိနိုင်တယ်အဲ့ဒီလူတွေအတွက်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့အဆင်ပြေမဲ့အချိန်ကာလမျိုးပါတဲ့နော်မေတ္တာရေးစမ်းကတော့ကောင်းနေရတဲ့အဲ့လိုပဲမိမိရဲ့အဟောင်းနဲ့ပြန်ပြီးဆက်သွယ်မိသလိုအချစ်တစ်တဲ့ပေါ်ရတဲ့အချိန်ကာလမျိုးဖြစ်နေတယ်တဲ့အဲ့တော့ပြရစမ်းကောင်းတဲ့အချိန်ကာလပေါ့နော်ဒါလေးကိုကျွန်မအနေနဲ့ပြောချင်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အလုံးမှာအလုံးကိုင်နဲ့ပတ်သက်လာလို့ရှိရင်ငွေကြေးနဲ့ပတ်သက်လာရင်အနှဲငယ်တတိထားဖို့လို့တယ်အဲ့တော့ငွေအလိမ်ခံရတဲ့တဲလာသားမျိုးကအနှဲငယ်ဘူးဆိုင်ပါငွေကြေးလိမ်လည်ခံရတာမျိုးတွေကြုံတွေ့ရတတ်တယ်တဲ့ကိုလုံးနေတဲ့အလုံးမှာရေရှည်သွားတဲ့သူဆိုလို့ရှိရင်ဘာမှကိစ္စမရှိဘူးပဲအခုမှစတင်ပြီးလုံးမဲ့သူတွေအတွက်ကတော့သေချာကူးဆိုင်ပြီးတော့လောက်ကိုင်တဲ့အချိန်ကာလမျိုးဖြစ်နေတတ်တယ်တဲ့အဲ့တော့အမျိုးသမီးတွေအနေငယ်ကူးဆက်ရမယ်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုရင်မိမိရဲ့နာမည်ကုန်တဲ့မိမိလုပ်နေတဲ့အလုပ်ပိုင်းမှာမိမိရဲ့နာမည်ကုန်တဲ့ကိုဖြတ်မဲ့သူတွေရှိနေတတ်တယ်ဒါကြောင့်မလို့စားတာတောက်တာသွားတာလာတာအထူးပြုဖို့လိုပါတယ်နော်ဒါလေးတစ်ခုကိုလည်းပြောချင်ပါတယ်မိမိလုပ်နေတဲ့အလုပ်မှာတဲ့တစ်ခုထပ်ပိုးတဲ့အလုပ်မျိုးလိုလဲတာဝန်ယူရတတ်တယ်တဲ့တာဝန်ယူရရင်လည်းကောင်းပါတယ်အလုပ်မှာတိုးတက်မှုရှိပါတယ်နော်အဲ့တော့မိမိရဲ့လူမှုရေးကိစ္စရဒီမှာတော့အနေငယ်ရှုပ်ထွေးပြီးတော့ရှင်းလင်းရခက်တဲ့အနေအထားမျိုးလေးအနေငယ်ရှိနေတဲ့စိတ်ရှုပ်ရတာပေါ့နော်စိတ်ရှုပ်ရတယ်စိတ်ရှုပ်ရတာတို့စိတ်ပင်ပန်းရတာတို့အနေငယ်ဖြစ်တတ်တယ်ဝေကျေးလက်လာပါကတော့သူ့ဟာရင်းနဲ့သူဝင်လမ်းပဲအိမ်ဝင်လမ်းကိုတန်ရှင်းရေးလုပ်ပါနော်အိမ်ရှိလေကားတွေပါတယ်ပေါ့နော်အဲ့တော့ကိုယ်စိတ်ထဲမှာမတူးမတန့်ဖြစ်တာစိတ်ထဲမှာတိတ်ပြီးတော့မသိငါသလိုဖြစ်တယ်နေရထိုင်ရတာမကောင်းဘူးလို့အဆင်ပြေဘူးလို့ဖြစ်တယ်ဆိုရှင်အိမ်ဝင်လမ်းအိမ်ရှိတိုက်ခန်းဆိုလဲတိုက်ခန်းကိုယ့်ရဲ့အခန်းရှိပေါ့နော်အဲ့ဒီနေရာမှာစားရည်လေးပတ်ဖြန်းစားရည်လေးပြန်ပြီးတော့မျက်စိအကျန်းနဲ့လှဲချပြီးတော့တန်ရှင်းလေးလုပ်တာမျိုးတွေလုပ်ပါအိမ်ရှိဝရဏလမ်းဘက်ကိုလှည့်ရဆိုရင်အိမ်ရှိဝရဏဘာညာကိုလည်းတန်ရှင်းလုပ်လို့ရပါတယ်ကိုတိုင်းကလည်းတရောကမွန်းစားရည်စံစည်းရည်နဲ့ဟလာစနွေးလို့လည်းတန်ရှင်းစွာဟိုလိမ့်ကြံပြီးတော့မှရေချိုးတာမျိုးလေးတွေပြုလုပ်လို့ရပါတယ်နော်အဲ့တော့ဒီလာတာကာလအတွင်းမှာမိမိအိမ်မှာဟလာအိမ်အတွင်းထဲမှာထိုးတဲ့ပန်းတွေကစိမ့်လန်းနေတဲ့ပန်းတွေဖြစ်ပို့ပြီးတော့ကောင်းပါတယ်တဲ့အဲ့လိုမှမဟုတ်လို့ရှိရင်တော့ဟလာကျမတို့ကြခံတဲ့ဗာလေးလေစိမ့်နေတဲ့ဟိုဗာလဲဇော်စိမ့်လို့လည်းခေါ်တယ်နောက်တစ်ခါနှစ်တရာလို့လည်းခေါ်တယ်အဲ့ဒီအစိမ့်ရအပင်ပေါ့နော်အဲ့ဒါကိုပန်းဟိုတစ်လုံးထဲမှာ6ပင်ထည့်ထားပါထည့်ထားပြီးတော့မှအဲ့ဒီကအမြစ်တွေထွက်လာလေကောင်းလေပဲเนาะအဲ့ဒါလေးကိုထိုးထားပေးပါအဲ့လိုမှမဟုတ်ရင်เนาะတနင်္လာသားသမီးများအတွက်ဩဇာညွန့်လူပေးရင်လည်းကောင်းပါတယ်เนาะဩဇာညွန့်လေးလူပေးလို့ရပါတယ်အဲ့တော့လင်းလာသားသမီးများဒီတရတာကာလအတွင်းမှာကံရဆန်းရလက်ရတော့အရန်ညံ့နေရဘူးတော့မရှိဘူးကျွန်မခုနပြောတဲ့အချက်လက်လေးတော့အလင်းငယ်သတိထားပြီးတော့ရှောင်ကျင်ဖို့လိုပါတယ်เนาะအဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့တနင်္လာသားသမီးတွေကဘာလုပ်ပြရမလဲဆိုလို့ရှိရင်နှင်းစီ9ပွင့်เนาะနှင်းစီ9ပွင့်ဇော်စိမ်းရ3ညို့အဲ့ဒါလေးကိုမိမိရဲ့အိမ်ဖျားမှာမနက်ဖြန်လို့ဆောင်းပွဲဖြစ်မယ်ဆိုရင်ဒီနေ့လို့လူလို့ရတယ်လို့မနက်ပိုင်းကိုလူသွားလဲရပါတယ်မနက်ကလေးဝယ်ပြီးတော့မှခလေးတွေကိုတနင်္လာသားသမီးခလေးတွေကိုလူတန်းပြီးတော့မှမိမိရဲ့အိမ်ကနေထွက်ပြီးတော့ဆောင်းပွဲသွားပြတာဆိုလို့ရှိရင်ပညာရေးတွေမှာခလေးတွေပို့ပြီးတော့အားကောင်းစေပါလိမ့်မယ်ဒါကတနင်္လာသားသမီးတွေအတွက်ဟလာတီးတန်းပညာရေးရေရာကိုဒီဆောင်းပွဲကာလခလေးတွေအတွက်ကိုပြပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့မိမိတို့ရဲ့မေတ္တာရေးတွေအခြေရေးတွေအတွက်ဆိုလို့ရှိရင်เนาะမိမိရဲ့အိမ်ဖျားမှာအိမ်သားရေးတွေအဆင်ပြေဖို့ဟလာအမွေးနဲ့သားလေးဖြန့်ပြပါနဲ့သားနဲ့ပါတဲ့ရင်ပွေး
ဒါမှမဟုတ်ရင်အနက်ကောင်းတဲ့ရေမွေးလေးတွေဖြန်းပတ်ပြီးတော့ပူဇော်ပေးပါအဲ့တော့ဘာလို့အောင်မလဲဆိုရင်ကိုယ့်ရဲ့ကျမကြီးအတွက်ကတော့မိမိရဲ့ဖက်နှက်တရံအဟောင်းတရံကိုစွန့်ပေးပါနော်ဒါကတလားတာအတွင်းမှာဒီရရာလေးတွေလှုပ်လိုက်တာနဲ့တန်ရှင်းပြီးတော့အဆင်ပြေသွားပါမယ်ခုနကပန်းအစိမ်းရောင်ပန်းဇော်စိမ်းဩဇာအဲ့ဒါလူပေးခြင်းအပြင်မိမိရဲ့ငွေကြေးလာပါတွေလူတက်စီပါလိမ့်မယ်နော်အဲ့တော့ lucky number အနေနဲ့က4နှစ်3ည4တွေနှစ်တွေ3ညတွေအကျိုးပေးနေပါတယ်အရာအနေနဲ့ကအဝအပြာအနီရောင်တွေအကျိုးပေးနေပါတယ်နော်အဲ့တော့တင်လာကားညအားလုံးပဲပြန်ကောင်းကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်